ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာ hide and seek game လေးကိုဆော့ပြသွားမှာဖြစ်ပါတယ်။အိုကွဲဆလာတယ်။အိုဒီမှာနိုင်မကောင်းဘူးနော်။ကျွန်တော်ကတော့ဘေးကွန် gaming channel ကဘေးကွန်ပဲဖြစ်ပါတယ်။ဒီ hide and seek game လေးဆော့လို့ကောင်းမှာကျွန်တော်နဲ့အတူတူဘန်းပါပါတယ်။ဘန်းချယ်ရီပါ။ BEM ဘန်း CGR1 ဘန်းချယ်ရီပါပါတယ်။အားလုံးပဲပုံးကြမယ်။တွေ့သွားလား။နော်ပြေးပြီကျွန်တော်ပြေးပြီနောက်မှာစီကာဒီကိန်းလေးကဘေးနားမှာခလုတ်လေးကကြီးရပါလို့နော်ကဲအဲ့တော့ဒီလေကားဝတ်တက်လုံးယုံမဲ့ထင်းတို့ဒီလေကားဝတ်တက်ပါမယ်အကောင်ပြန်သေးပါမယ်တက်ပြီးအကောင်ပြန်သေးပါမယ်ဒီမှာကောက်ရိုးတွေရှိပါတယ်ကောက်ရိုးတွေပေါ်နေဆော့ရတက်ရပါတယ်ကဲဒီနားလေးကနေပေါ်ရင်ကောင်းပါတယ်ကဲဟိုဘက်မှာတော့စီကာတွေတွေ့လာတော့မသိပါနေအောင်နေရောနေအောင်နေရောနေဖြစ်ပါတယ်ဒီကောင်တွေဒီဘောမတက်နိုင်ဘူးလေအော်ဖြစ်နိုင်တယ်ဒီကောင်တွေမတက်နိုင်ဘူးဒီကောင်တွေမတက်တယ်ဒီကောင်ကပိန်းနေကျွန်တော်နဲ့ဆော့တဲ့တရားကတော့ဘယ်ရောက်နေလဲမသိပါဘူးနော်ကျွန်တော်ဒီဘောလေးကနေထိုင်ကြည့်နေတော့သူတို့မတွေ့ဘူးဟိုမဲ့နီအောင်လေးတွေတွေ့တယ်ဒီနီအောင်လေးတွေကစီကာတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဟိုက်တာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနဲ့ကူညီပေးလို့ရပါတယ်အဲ့တော့ကျွန်တော်ကတော့ဘေကွန် channel ဘေကွန်ပဲဖြစ်ပါတယ်အဲ့ကျွန်တော်တော့ဖင်သွားရရင်မယ်ကောင်းလေးသေးကဲတော့ပြီအိုမလူတွေအများကြီးပဲလူတွေအများကြီးစုနေစီဝေးလုံနေတော့ဖြစ်ပါတယ်သူကတော့တပည့်နော်မတွေ့သူတို့မတွေ့ကဲသူတို့စီဝေးလုံပြီးတဲ့နောက်မှာတော့လိုက်ရှာတော့ဖြစ်ပါတယ်ကျွန်တော်နိုင်တော့မှာပါဟိုက်တာလေးနိုင်တော့မယ်ဟိုက်တာလေးနိုင်တော့မယ်ဟေးဒီမဲ့မလာပြစ်နေကြပြီလာပြစ်ပြီတော့နှစ်နိုင်ပြီဒါပဲဘက်ဆိုင်တာတော့ကျွန်တော်မရတော့ပါတခြားလူရတော့ပါဒါမှထိုးသွားပြီဒီနေ့လေးဒီများတော့ရေကူးမရပါဘာလို့ဂျင်းစွဲနေတာပဲယူမှာဂျင်းစွဲနေဖြစ်ပါကျွန်တော်ဘေးနားမှာလည်း record လုပ်နေတာမလို့အတန်းနေရထက်နေပါလေ PINGF ပြီးရင်ဘာခန့်တော့အေးဟိုက်တာပဲဟဲ့ဒီနားမှာပုံဒီဘက်လားကဲဒီနားမှာပုံပါလားကြည့်ရအောင်လုံးဝဒီနားလေးမှာပုံမယ်သူတို့မြင်နိုင်ပါမလားတော့မသိဘူးမကျွန်တော်နဲ့ဆော့တဲ့တယောက်ကဒီမှာရွာတယ်စီကာဒီနားလေးမှာပါအကောင်ကြီးထကြီးတယ်ပြေးပြီရှိမှာပဲပေါ့နော်လူကကျင်းမိနေတယ်ကျင်းနေရပေါ်နေပေါ့နော်မိုင်ပုံနာမှာကဲစီကာရဲ့ဟိုဘက်မှာလုံးချုံနေရင်ကျွန်တော်ကွိုင်းလေးကိုပြေးစားမှာဖြစ်ပါတယ်စီကာတော်သေးတယ်ကျွန်တော်မတွေ့တော့တွေ့သွားလားကဲကျွန်တော်မစီကာပါလို့နော်ကျွန်တော်လူကောင်းကြီးမယ်လူကောင်းမကြည့်ဘူးလူကောင်းသိမယ်
မစီကားလေးအိုးမပြေးပါဘူးမပြေးပါ โอเคပြေးပါမယ် let's go အိုးစီကားလေး ဒီတော့ဝင်းမလာနဲ့ဘီယိုထဲမှာငါရှိတယ်ကျွန်တော်ကတော့ဘီယိုထဲမှာပေါင်းကောင်းနေပါလေအိုးဟိုမှာဘယ်သူတော့ရုံသွေးရသွားတာ โอเค ဒါ တော့ဒီထဲမှာပေါ့နော်ခဏလေးလမ်းပြန်ဒီထဲမှာပေါ့နော် ခဏနားမြန်လာအေးဒီဥတွေလိုက်ဆိုင်ဘာဖြစ်တော့မသိဘူးဟာဥတွေလိုက်ဆိုင်ဥတစ်လုံးတက်တယ်ဟဲ့ဥတွေဆိုင်မယ် โอเคဘာလို့တိုးတိုးပုံနေလဲပေါ့နော်ငါပေါ့နော်ဥမာအဲ့တော့ ဒါတော့ ကြတယ်အဲ့နာတော့ရ အိုးဒီနောက်လေးမှာ မှန်တော့ စီကားလေးဟဲ့ဟောနေရာတွေဖော်ပြလိုက်တာလေဟဲ့ဘဲကောင်လက်ကမြင်တော့မသိဘဲကောင်လက်ကမြင်လိုက်တော့မသိဟဲ့ ဟုတ်ကဲ့ဘာတော့ဒီတော့ ဟုတ်လား Okay let's go ကျန်တဲ့နေတော့ဘာလဲ ကျွန်တော်ရဲ့နေရာသူတီးလောက်တယ်တီးလောက်တယ်ကျွန်တော် Okay လားကျန်တဲ့နေတော့ဘာလဲဆိုတော့ရှိရနေတော့ ရှော့တော့မယ်ဟဲ့ရှော့တော့မယ်ကြရပါအောင်10မိနစ်နိုင်ပြီဗျာ Okay ဘာတော့ အိုးဘတ်ဆိုင်တာမရခဲ့ပါဘူးလို့ဒီခါအခန်းသွားရွေးမယ်ဒါပေမဲ့ရှော့စီကိုသွားမှာမယ် ဒါလေးတော့ရွေးပါမယ်ကဲဒီခန်းလေးရွေးပါမယ် Okay ကျွန်တော်ကတော့ ဘာ အကုန်လုံးပြီးသွားတာတော့ကျွန်တော်စောင့်နေတာ3မွေးလောက်ရှိနေပါတယ်ဒါတော့မှဒီခုံးနဲ့ဝင်းမြောက်တာမတရားမှုပဲ တော့တော့ဟုတ်ပါတယ်ကျွန်တော် Okay ကျွန်တော်ဟိုက်တော့မကြသေးပါဘူးလို့ကျွန်တော်တော်တော်ပုံကောင်းတယ် ဒါတော့ဒီတဲ့ဝင်လို့ရမှာမဝင်လို့မရဘူးလေတသားချောင်းမရဝင်လို့ရရှစ်ပဲရှစ် ဟို တော့ ဟိုကလောက် ဘယ်နဲ့တူပုံအောင်လိုက် ဟိုအိမ်နဲ့ဝင်မယ်ဟိုအိမ်နဲ့ ဖုန်းနဲ့တန်းတွင်နေပါလေဘာတော့ဘောနော်ဒါတော့လောက်ရပါအောင်ဘာကန်ရရလဲစိုးလိုက်တာ ရှော့သေးပြီလားဟာ ဘန်ကတည်းကတော်တော်စိုးတာပဲခရုံးနဲ့မတဲလာကြပါလေ ရှောင်းပါလား အဲ့ဒီโอเคတော့ကြောင့်လည်းခွေရတာနောက်မှဘောနော်တနက်ပြင်းနဲ့လာပြင်းနေပါလေโอเคပါ ကျွန်တော်ကတော့ဒီနားလေးမှာ AC ပစီလေးပုံလိုက်ရောမယ် โอเคဘာပြေးလိုက်ပါဦးပြေးလိုက်ပါဦးပြေးလိုက်ပါဦးမယ်โอเคဘာပြေးနေမှာအကောင်အဲ့ဒီကဘာအောင်မဲနေတာပြေးလိုက်ကြပါဦး ကျွန်တော်ကတော့ပုံနေပါပြီ အားကြပါဦး ဒီထက်လုံးကျုံမဲထင်းလို့ပါတယောက်ကတော့တည်သွားပါပြီ ဟုတ်နော်ဘယ်နဲ့ကြံနေပြေးမယ် sorry သေးသွားပါဗျာရှော့သွားပါပြီကျွန်တော်တက်ရှင်နေတဲ့အနေထားလေးလို့မှာ โอเคဒါတော့ခွဲပြီးပါโอเคဒါတော့တော်လေး ကျွန်တော်ဒီထဲမှာနေတော့လုံုံမယ်လို့တော့ထင်တာပြောမရဘူးသူကပြင်နိုင်တဲ့နေရာပြောင်းရင်ကောင်းမလား ဒါကြတော့မသေးလို့တော့ပေါင်းထိုင်းနေရတယ်ကုန်ပြီရပေါ့တော့တော့ဆက် ငါပုံနေနေရတော့မသိပါဘူး โอเคဒါโอเคဒါတော့ ကဲနောက်ဆုံး50မိနစ်ဟုတ်တယ်50မိနစ်မှရင်ဒီထဲမှာအသက်ရှင်မလားတော့ကဲလိုက်ကြည့်လိုက်အောင်โอ้ဟေးဒီမှာတွေ့သွားဟေးပြေးပြိုးပြေးပြိုး ပြေးရတော့မလို့ ပြေးပြိုးစီကားလေးများပဲပြေးကြပြေးပြိုးပြေးဗျာပြေးပြိုးကားအောင်မနေနေရတယ်ကြကြပါဟိုတော့ဘေးနားမှာစီကားလေးဝိုင်းလို့နေဘေးနားမှာအိုးတော့လိုက်ပြနေတာဟာတော့မြင်နေနိုင်ပြီ ဒီမှာဒီတော့ပါပဲပေါ့နော်ဒီမှာဒီတော့ပါပဲ ဟိုဒီထဲကပါလေဟိုခံနေရတာလားဆိုတော့မဟုတ်ပါဘူးပြောသေးတယ်ရတာပြောသေးတယ်ရတာဖြစ်ပါလေ
ကဲဒီဒီကမ်းပါမယ်တဲ့ โอเค ဟဲ့ဟိုဒါတော့အိမ်သာချော်လဲအိုးစီကံဖြစ်သေးပါဘူးလို့စီကံဖြစ်သေးပါကျွန်တော်ပေါ်တက်မယ်တက်တော့ဦးအောက်ပြန်ဆင်းမယ်အောက်ပြန်ဆင်းမယ်ဟာစီကိုင်းကဟောလန့်လာကျွန်တော်ဒီနေရာလေးလုံခြုံမယ်ထင်လို့ပုံလိုက်ပါပြီကဲဟိုမှာစီကာကိုတွေးကြတာတော့မသိပါဘူး။အိုစီကာကျွန်တော်အောင်မှာဒီကတကောင်တော့ရှင်းလိုက်ပြီ။ဒီနေထားလေးတစ်ခုမှာပဲ။ဟိုမှာ comment တွေအများကြီးပဲ comment ဟင်းဒါတကယ်ကလာလိုက်လို့ကြည့်အောင်။တကယ်ကလာဆိုလိုက်လို့ကြည့်မယ်စမ်းသပ်မယ်ပေါ့နော်။E 2တကယ်မကပါဘူးဂျင်းကြီးပါဂျင်းကြီးပါ brother တို့ရိုက်ကြည့်ပါလို့တကယ်ဟုတ်မဟုတ်ဟုတ်တော့ဟုတ်ကဲ10မိနစ်အတွင်းဒီနားမှာနေအသက်ရှင်ပြမဲ့ချမ်းသာလေးပဲဖြစ်ပါတယ်နေရာမပြောင်းပါဘူးနေရာမပြောင်းပါဘူးအသေးခံမပြောကျွန်တော်အခုမြင်တွေ့နေရမှာတော့3ယောက်ပဲအသက်ရှင်တော့တာပဲဖြစ်ပါတယ်။အို2ယောက်ကတော့ဘန်းကျွန်တော်ရဲ့ပဲဖြစ်ပါတယ်။အိုရှော့တာပြီဘန်းရှော့တာလားဟာကျွန်တော်ရဲ့တခြားကောင်ရဲ့ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့နေရာကိုလည်းပြောပြလို့မရပါဘူး။ဒီနေ့မှထင်းထင်းစောနေတာဖြစ်တဲ့အတွက်ဘယ်သူမှမတွေ့သေးတဲ့နေတာမှဟိုမှာစီကာတွေဝိုင်းနေတဲ့ကြားလေးထဲမှာပဲဘန်းအပေါ်တက်လို့လာနေပါတယ်3ကျွန်တော်အိမ်နာထဲမှာပုံနေတာပဲဖြစ်ပါတယ်အိမ်နာထဲမှာပုံနေကဲနိုင်သွားပါပြီကဲအားလုံးပဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်ဘေးကွန် gaming channel MM လေးကိုလည်း like and subscribe လေးလုပ်ပြီးကူညီပေးကြပါအောင်အားလုံးပဲ bye